လူယုံမနဲ့ဆောင်းစီတီနိုးလာချိန်မှာတော့ယူနာရဲ့ပေါက်စီတွေနဲ့အရင်မိတ်ဆက်လိုက်ရပါတယ်။ယူနာသူ့ကိုဖတ်ထားတာကိုပဲအာယုံရောက်နေပြီ။အခုမှပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးတော့သူတို့ကလေးပေါ်ပြန်နေကြပါပြီ။ဖူယုဘေးကယူနာကလည်းနိုးလာပြီးသူမကအရေးစောတဲ့ကြောင်ပြောပြလာပါတယ်။ယူနာကလည်းဒါကိုပြောရင်ပြန်အိပ်ပျော်သွားပါပြီ။ဒါကြောင့်လေးပေါ်ပြန်တဲ့အဆောက်ကပြင်သွားပြီးနေအောင်သားကအောက်ကိုပြုတ်ကျလာကြပါတယ်။သူတို့နေအောင်အဲကနေပြန်လာကြတဲ့လမ်းမှာတော့ယူနာကစတိုက်ဆိုပဲတောင်းပန်နေခဲ့ပါတယ်။နောက်နေ့ဆိုခက်ကအိပ်ပေးပါမယ်လို့ယူနာပြောလိုက်ပေမဲ့ဖူယုကတော့သူ့ကိုပဲတိုင်မှာကြိုးချီထားပေးပါလို့ပြောလာပါတယ်။သူတို့အဲကနေရောက်လာချိန်မှာတော့ငငိုနဲ့ဆာဂီတို့ကိုတွေ့လိုက်ရပါတယ်။ငငိုနဲ့ဆာဂီတို့ကယူနာကိုမြင်နိုင်ကြပါတယ်။ဒါပြင်သူမတို့တွေကယူနာကိုလည်းစားရောက်ပေးကြပါတယ်။ဖူယုနဲ့တခန်းနဲ့နေရတာဆိုတော့ဖူယုတကူကိုလုံသေးတာလို့ယူနာကိုမေးလိုက်ပါတယ်။ယူနာကလည်းဖူယုနဲ့ဒီတော်အမတ်တရားတွေကိုပြန်တွေးမိသွားပြီးစိတ်လုံရှားသွားတာကြောင့်ပစ္စည်းတွေလေးပေါ်ဝဲနေပါတယ်။ဒါပေမဲ့ပါဇက်ကတော့ဖူယုကဘာမှမလုပ်ခဲ့ပါဘူးလို့ပြန်ပြေးနေပါတယ်။စာရီကလည်းယူနာကိုကြည့်ခဲ့ကဒီကောင်မယိုးသားပဲသိလိုက်တာကြောင့်အနောက်ကနေတပြောင်လေးနဲ့လိုက်ပစ်ပါတော့တယ်။နောက်နေ့ကစပြီးချန်နယ်ကတစ်ပင်အကုန်းထဲမှာပဲသွားပြီးတော့လို့ပြောလာပြီးယူနာကလည်းအဲ့တော့မရဆက်ပါနဲ့လားလို့တားလာပါတယ်။ဖူယုကလည်းသူကတဲဟုတ်ကောင်ကိုပတ်စံပေးထားပြီးမလို့တစ်ပင်အကုန်းထဲမှာတော့သွားမိတ်နိုင်ပါဘူး။ဒါပြင်သူယူနာကိုလည်းအဖချုပ်ပေးမယ်လို့ဂရီပေးထားတဲ့အတွက်ကျင်းနေကောင်ကြောက်အောင်လုပ်ပေးရအောင်ပါ။နိုကိုနဲ့စာကီတို့ကလည်းယူနာငရဲရောက်သွားမှာကိုမမြင်ချင်ကြပါဘူး။ရရမှာကြောင်ရရဲ့အပြင်ကြောင်မီးလည်းရှိနေတာကိုတွေ့လိုက်ရတော့ဖူယုကအံ့ဩသွားပါတယ်။အဲ့ဒီချီတို့ကလည်းထွက်လာပြီးသူမတို့ရဲ့အစစ်မှန်ပုံစံတွေနဲ့မိတ်ဆက်ပေးမယ်လို့ပြောလာကြပါတယ်။ဖြစ်ချင်တော့အဲ့ဒီမှာမနေ့ကလာတိုက်ခဲ့တဲ့ဖုန်းတော်ကြီးဆယ်ကန်တို့အဖွဲ့ပြန်ရောက်လာကြပါတယ်။ဒီနေရာကမကောင်းဆိုးဝါးတွေစုနေတဲ့နေရာပဲဆိုပြီးလာတိုက်ဖို့ရောက်လာကြတာပါ။ဖူယုကလည်းသူတို့အားလုံးကိုကောက်ဝယ်ဖို့လုပ်လိုက်ပေမဲ့အဲ့ဒီမှာစာကီကအရှိကိုထွက်တိုက်လာပါတယ်။စာကီကသူမရဲ့တပြောင်လေးနဲ့ဖုန်းကြီးတွေကိုတိုက်လိုက်ပြီးဖုန်းကြီးတွေကလည်းတပြောင်မှာပါတဲ့အငွေ့တွေနဲ့မေးကုန်ကြပါတယ်။အမှန်တော့စာကီကမိစ္ဆာနေရင်ခိုင်ကဂိုင်းသားတစ်ယောက်ပါ။ရရကအကြောင်းနဲ့ဖျားမျိုးရိုးကဖြစ်ပြီးသူမကတိုက်เสียမလို့ပဲသူမရဲ့ကြောင်ကြီးတွေကသာတိုက်ပေးသွားကြပါလိမ့်မယ်။ဒီလိုနဲ့ဆယ်ကန်ရဲ့အဖွဲ့သားတွေကလည်းအကုန်လုံးချိုးသွားကြပြီးဆယ်ကန်ကလည်းမကြင်မလန့်ဖြစ်နေပါတယ်။သူ့အဖွဲ့သားတွေကိုအခုတော့ပြန်သက်သာအောင်လုပ်အောင်မလို့နောက်တစ်ခါပြန်လာတွေ့မယ်လို့ဖုန်းတော်ကြီးဆယ်ကန်ကပြောနေပါတယ်။အဲ့ဒီချီတို့ကထွက်လာပြီးနောက်တစ်ခါလာစရာမလိုတော့ပါဘူးလို့ပြောလာပါတယ်။ချီတို့အလင်းလုံးလေးတွေကိုဖြန့်ဝေပေးလိုက်ပြီးအလင်းလုံးတွေကိုယ်ထဲဝင်သွားကြတဲ့သူတွေကပြန်ထလာကြပါပြီ။အဲ့ဒီသူတို့တယောက်ချင်းစီကဖုန်းတွေမိလာကြပြီးဖုန်းတွေကသူတွေကလည်းဝမ်းသာစရာသတင်းတွေကိုပြောလာကြပါတယ်။တချို့ကတော့ဒီပေါက်သွားကြပါတယ်။တချို့ကတော့ဘီလီယံတယောက်ရဲ့အဝေးဆက်ဆံသူဖြစ်သွားပြီးတချို့ကလည်းပြောနေတဲ့ကြောင်လေးကိုပြန်ရှာတွေ့သွားလို့ပြောနေကြပါတယ်။သူတို့အားလုံးတရားမှာဖုန်းကြီးဆက်မလို့ကျင်ကြတော့ပါဘူး။ဖုန်းတော်ကြီးဆယ်ကန်ကတော့ငါနောက်တစ်ခါပြန်လာဦးမှာလို့ပြောလိုက်ပေမဲ့အဲ့ဒီသူ့စီကိုဖုန်းတော်ဝင်လာပါတယ်။ဖုန်းဆက်လာတဲ့သူကတော့သူသမီးပါ။သူမမိမဖြစ်မှာပဲမိမတွေရဲ့ချစ်ချင်းမြတ်တာတွေကိုနားလည်ပါပြီလို့ပြောလာပြီးအိမ်ပြန်လာခဲ့ပါဖေရဲ့ဆိုပြီးပြောလာပါတယ်။ဒါကိုကြောင့်ဆယ်ကန်ကလည်းအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါပြီ။ဒီလိုနဲ့သူတို့တစ်ခွက်လုံးချီတို့ကိုအယိုသေးပေးလိုက်ပြီးပြောကြီးပြန်ထွက်သွားကြပါတယ်။ချီတို့ကလူတွေကိုကန်ကောင်းအောင်လုပ်ပေးနိုင်မယ်ဖူယူသိလိုက်တာကြောင့်သူ့ကိုလည်းကန်ကောင်းအောင်လုပ်ပေးပါလို့ပြောလိုက်ပါတယ်။စာကီတို့ချီတို့ကတော့ဖူယူကိုမလုပ်ပေးနိုင်ဘူးလို့ပြောလာကြပါတယ်။ချီတို့ရဲ့အစွမ်းကငကိုကန်ကောင်းမှုအခန့်ရှိပြီးသားသူတွေကိုပဲကန်ကောင်းအောင်လုပ်ပေးနိုင်တာဖြစ်ပြီးသူတို့တမော်လုံးရဲ့ကန်ကောင်းမှုတွေကိုစုပေးလိုက်တာပါဒါကိုကြောင့်ဖူယူကလည်းသူ့တမော်လုံးရဲ့ကန်ကောင်းမှုတွေကိုထုတ်မသုံးကျင်တော့ပါဘူးအခုအားလုံးရဲ့အစစ်မှန်ကဘာတွေလဲဆိုတာကိုသိသွားပြီးမလို့ဖူယူကိုအားလုံးကတဲဟုတ်ကန်ကနေကြိုးစိုးလိုက်ကြပါတယ်အခုအစားပြီးအားလုံးကတယောက်နဲ့တယောက်ပိုတီသွားကြပါပြီဒီလိုနဲ့နောက်နေ့မနေ့မှာတော့ဖူယူကအေးရနိုးလာပါတယ်အရင်နေ့တွေကတော့လေးပေါ်မပြန်တာကြောင့်စိတ်ချမ်းသာနေပေမဲ့တရက်တက်စီးတာခံနေရမယ်သိလိုက်ပါတယ်ဖူယူဘဝမှာဒီလိုတက်စီးခံနေရတာဒီတစ်ခါပဲရှိပါသေးတယ်ယူလန်ကလည်းနိုးလာပြီးဖူယူကိုနှုတ်ဆက်လိုက်ပေမဲ့သူမဖူယူအပေါ်ကိုရောက်နေမှသိလိုက်ပါတယ်ဒီလိုနဲ့ယူလန်ကအရန်ချက်သွားပြီးဖူယူကိုရေကန်နဲ့ကန်ထုတ်လိုက်ပါတယ်ဖူယူရေကန်နဲ့ကြောက်သွားတော့မနက်ပိုင်းလေးချိန်ကန်ထုတ်နေတဲ့စာကီကတွေ့သွားပါတယ်ဒီကောင်ဖူယူယူလန်ကိုအသားယူနေပြန်ပြီးမှစာကီနားနဲ့လိုက်ပါပြီဒီလိုနဲ့ဖူယူတို့ကလည်းအခန်းထဲကထွက်လာကြရင်ကြောင်လေးတစ်ကောင်ကိုတွေ့လိုက်ပါတယ်။ကြောင်ပြေးတဲ့ဖူယူကလည်းကြောင်ကိုပပနေနဲ့သွားကြိုက်နေလိုက်ပါတယ်။ဒါပေမဲ့ကြောင်ကလည်း6ချက်ကိုပြီးလိုက်ပြီးတစ်ဖက်ကိုခုန်ဆင်းသွားပါတယ်။နောက်တစ်ခဏမှာပဲကြောင်ကလည်းရရဖြစ်ပြောင်းသွားပြီးအဲ့ဒီစာကီကလည်းရောက်လာခဲ့ပါတယ်။ရရကလည်းဖူယူကသူ့မောင်ကိုတကယ်လုံးပုတ်သက်ပေးခဲ့ကြောင်းပြန်နိုင်ပြောလိုက်ပါတယ်။ဒါကိုကြောင့်စာကီကလည်းဖူယူကိုတမပေးလိုက်ပါပြီ။ဒီလိုနဲ့အဲ့ဒီမှာပဲဖူယူကိုတဲဖို့ကန်ကနေထုတ်ပေးဖို့တောင်းဆိုလာတဲ့ဆောင်ကိုချီလိုလက်ကရရှိလိုက်ပါတယ်။ဒါကြောင့်အိမ်တော်ရဲ့စီးမီအတိုင်းပဲကစားပွဲတစ်ခုကစားကြရမှာပါ။ကစားပွဲကတော့တင်းနေကစားပွဲပါ။စာကီနဲ့ရရတို့ကတော့တစ်ခွက်ဖြစ်ပြီးဖူယူနဲ့ယူနာတို့ကတော့တစ်ခွက်ပါ။ဒီလိုနဲ့ရရကအရင်စားတင်လာပြီးဘောလုံးကိုပုတ်ထုတ်လိုက်ပါတယ်ရရရဲ့အားပြင်းတဲ့ဘောလုံးကိုဖူယူကလည်းတစ်ချက်တည်းနဲ့ပြန်ပုတ်ထုတ်လိုက်ပြီးပွဲစားမှာပဲအမှတ်ရသွားပါပြီအမှန်တော့ဖူယူငယ်ငယ်တုန်းကတရေပြင်းနေတဲ့တင်းနစ်စီရနဲ့တွေ့ခဲ့ပြီးတင်းနစ်ကိုမတင်ခြင်းပဲတင်ခဲ့ရတာပါစာကီကလည်းသူမရဲ့ကိုမတိုင်းနေထုတ်သုံးလိုက်ပြီးဘောလုံးတွေအများကြီးနဲ့ပြစ်လာပါတယ်ဘောလုံးတွေအများကြီးကိုဖူယူကလည်းပြန်မပုတ်ထုတ်နိုင်ပါဘူးစာကီရဲ့ကိုမဘောလုံးတွေကိုပြန်ပုတ်ထုတ်ဖို့ယူနာရှိနေပါတယ်ယူနာကရှက်စရာတစ်ခုကိုတွေးလိုက်တာနဲ့တစရစွမ်းတွေကထွက်လာတတ်ပါတယ်ဒါကြောင့်ယူနာကလည်းရှက်စရာကိစ္စတွေကိုတွေးပြီးပြန်ကစားပါတယ်ဒီလိုနဲ့အခုတော့ယူနာတို့ဥဆောင်နေကြပါပြီဒါပေမဲ့ယူနာမှာဖူယူနဲ့ပတ်သက်ပြီးရှက်စရာအမဲ့တရားတွေကခုံသွားပြီးမလို့စာကီရဲ့ဘောလုံးတွေကိုမတားနိုင်တော့ပါဘူးဒီလိုနဲ့ဖူယူတို့အဖွဲ့တွေပြန်ရှုံးနေကြပြီစာကီတို့အဖွဲ့ကလည်းပြန်နိုင်သွားကြပါတယ်ဒီလိုနဲ့ယူနာကလည်းသူမတို့သာမနိုင်ရင်တော့ဖူယူထွက်သွားတော့မှကိုသိလိုက်တာကြောင့်သူမကောင်ကိုလှမ်းပြလိုက်ပါတယ်ဖူယူကလည်းမျက်နှာတစ်ခုလုံးနေရဲသွားပြီးယူနာရဲ့အစွမ်းတွေကလည်းထွက်ပေါ်လာပါတယ်နေရာတစ်ခုလုံးလေးပေါ်လေးပြန်ကုန်ပြီးဘောလုံးနဲ့ယူနာရဲ့အစွမ်းနဲ့စီးကိုဖျက်လိုက်နိုင်ပါတယ်ဒါကြောင့်ဒီဘက်မှာဖူယူတို့နိုင်သွားကြပြီသူတို့အားလုံးလည်းရေထဲပြချခံလိုက်ရပါတယ်ဒီလိုနဲ့စာကီနဲ့ရရတို့ကလည်းသူမတို့ရှုံးတော့ကိုဝန်ခံလာကြပြီနောက်တစ်ခါဖူယူကိုအိမ်တော်ကနေထုတ်ဖို့မတိုင်တော့ဘူးလို့ပြောလာကြပါတယ်ဒါပေမဲ့ဖူယူကလည်းစင်စင်ချင်းလေးတွေကိုပြောလာကြပါတယ်အဲနောက်မှာတော့ဖူယူကလည်းစပွဲကိုကူမပေးဖို့သွားလိုက်ပေမဲ့ဘောလုံးနဲ့ချစ်ချိုသွားပြီးရရနဲ့စာကီလေးရဲ့ပေါက်စီတွေကိုသွားခိုင်လိုက်မိပါတယ်ဒါလည်းအနေနဲ့ကတော့တပြောင်ချောင်းလိုက်ဆက်ခံလိုက်ရပြီး6ချက်အကုတ်ခံလိုက်ရပါတယ်ဒီအပိုင်းလေးကတော့ဒီမှာပြီးဆုံးသွားပါပြီဗျာနောက်ပိုင်းနဲ့တူတူပြန်လာခဲ့ပါမယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်